အားလုံးကိုကျေးဇူးတော်နဲ့ခင်ပါလို့သခင်ရှုဖျားရဲ့နာမ၌နှုတ်ခွန်းဆက်သပါတယ်။စီအောင်မြန်မာနှစ်ချင်းခရစ်ယာန်အသင်းတော်မဟာချိုင်းဒီနေ့နှုတ်ကပတ်အလင်းတွင်ယေရှုနဲ့ရှောက်သွားစဉ်နက်နဲ့ချင်းခါကိုပြုခြင်းအစီအစဉ်တွင်ခွန်အားယူဖို့ရဲ့တမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ကြားပါမယ်။ယူဒာဩဝါဒစာအခါကြီး1အခန်းငယ်19ဆက်ရှိချစ်သူတို့နောက်ဆိုသောကာလ၌မိမိတို့မတရားသောတတ်မှတ်ခြင်းအတိုင်းကျင့်နေ၍ပြည့်ရဲ့ပြုတတ်သောသူတို့သည်ပေါ်ကြလိမ့်မည်ဟုငါတို့သခင်ယေရှုခရစ်၏ဓမ္မတော်တို့သည်ဟောပြောနှင့်သောစကားများကိုအောက်မေ့ကြလော့သခင်ယေရှုကငါ့ကိုအောက်မေ့ဖို့ရာဤသို့ပြုကြလော့ဟုဒီနေ့မိန့်မာခဲ့တဲ့အရာကိုကျွန်တော်တို့အသက်တာမှာလိုက်လျှောက်ကြပါတယ်ဒီနေ့တမန်တော်ကြီးရှင်ယူဒာကလည်းတတိပြုဖို့ရန်အတွက်အောက်မေ့စရာများကိုယနေ့နေ့၌ထမှန်ပြုတတိပေးထားလည်းရှိပါတယ်။ဘာအောက်မေ့ရမလဲဆိုတော့ဒီနေ့သူချစ်ခင်ရတဲ့ဘုရားသားသမီးများကိုချစ်သူတို့လို့သူဟာတကယ်ပဲယဉ်ကျေးစွာဖြင့်သူမိန့်မာထားပါတယ်။ဒီနောက်ဆုံးသောကာလအချိန်ပေါ့နော်။ဒီနေ့သခင်ဘုရားပြင်လဲကြွလာဖို့ရန်အလိုနီးကပ်လာပါတယ်။တော့ဒီအချိန်မှာလူတွေရဲ့ဇယိုက်လူတွေရဲ့အသက်ရှင်ခြင်းကိုတတိပေးထားပါတယ်အဲ့လူတွေကမတရားသောတတ်မှတ်ခြင်းအတိုင်းကျင့်တယ်ဒီနေ့နောဧခေ၌ကျင့်တဲ့ကဲ့သို့တောတော်ဂေါမရာခေတ်ကကျင့်တဲ့ကဲ့သို့ယနေ့ခေတ်မှာလဲတာရီဆိုးတန်တဲ့ဒီနေ့မိမိတို့တတ်မှတ်ခြင်းအတိုင်းလောဘယမက်တွေတဏှာတွေမအစလောင်ကစားအမျိုးမျိုးသောတတ်မှတ်ခြင်းတွေဒီနေ့ကျွန်တော်တို့ရဲ့ဒီနေ့ကဘာကြီး၌ဖြစ်လက်ရှိပါတယ်မိမိတို့တက်မဲ့ချင်းတိုင်းကျင့်တယ်လာမပြောနဲ့ human right ကိုလုပ်မယ်ကိုရတဲ့ရိုက်ထားတဲ့အခွင့်အရေးကိုလုပ်မယ်ကျင့်ပြီးတော့ပြည့်ရပြုတယ်ဒီနေ့သခင်ရှုကိုပြည့်ပြုတယ်သခင်ရှုရဲ့နောက်လိုက်တွေကိုပြည့်ပြုတယ်သခင်ရှုပြန်လည်ကြွလာခြင်းကိုလောင်တယ်ပြောင်းတယ်ဟာဘယ်လိုကြွလာမလဲဘယ်တော့လဲမဖြစ်နိုင်ဘူးတို့ပြောနေမယ်တို့လောကကြီးထဲမှာပျော်ပျော်ပါပါနေထိုင်စားတော့အသက်ရှင်ကြမယ်စိတ်အလိုရှိတဲ့အတိုင်းပြုကြမယ်ဆိုပြီးတော့ဒီနေ့မိမိတို့ဇာတိအတိုင်းအသက်ရှင်တယ်ဘုရားကိုလည်းမထီမမြင်ပြုတယ်အဲ့လိုပေါ်လာမယ်ဆိုတာကိုသခင်ရှုရဲ့တမန်တော်တွေကကျွန်တော်ကိုဟောပြောထားပြီးတော့ဒီစကားတွေကိုအောင်းမိဖို့ရန်ဒီနေ့နဲ့အသက်တာကိုပြန်လည်တည်ဆောက်ဖို့ဖြစ်ပါတယ်ကျွန်တော်ပတ်ဝန်းကျင်မှာဘာတွေမြင်တွေ့ရတယ်လဲပြန်လည်ပြီးတော့ဒီနေ့သခင်ရှုရဲ့တမန်တော်တွေမိမထဲတဲ့စကားအတိုင်းပြန်လဲဆင်ခြင်ပြီးတော့သခင်ရှုပြန်လဲကြွလာခြင်းဤကလည်းရှိပါတယ်လူတွေကတော့ဒီနေ့လောင်ပြောင်မှုတွေကြဲရမှုတွေအမျိုးရှိမှဖြစ်ပါတယ်တရားကိုတတိနဲ့ဆင်ခြင်ပြီးတော့ကျွန်တော်အသက်တာကိုရွေးနှုတ်ဖို့လိုအပ်ပါတယ်အားလုံးတမာတတိရှိပြီးတော့နေ့ရက်အစဉ်တိုင်းသခင်ရှုဒုတိယအချိန်ပြန်လဲကြွလာခြင်းကိုဒီနေ့တမာတတိတမအတိအားဖြင့်နေ့ရက်အစဉ်တိုင်းရှောက်လန်းသူများဖြစ်ပါစေ။ဂျာနာသူအားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ။ဘုရားသခင်ယနေ့နေ့အတွက်ကြီးတော်ချီးမွမ်းပါတယ်။ကျွန်တော်နေ့နေ့အသက်တာအနံ့ပါတယ်။ကျွန်တော်တို့အလုပ်သွားအလုပ်ပြန်လုပ်ငန်းခွင်ထဲမှာသွားခြင်းလာခြင်းအမှုရာအားလုံးမှာကောင်းကြီးပေးပါ။ဒီနေ့တင်တော်မှာရှိတဲ့အသင်းသားများအားလုံးကိုကောင်းကြီးပေးပါ။ဒီနေ့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာပြည်သူသားအားလုံးကိုကောင်းကြီးပေးပါမြန်မာပြည်မှာရှိတဲ့မြန်မာပြည်သူတွေများလည်းကောင်းကြီးပေးလို့ကမ္ဘာအနှံ့မှာရှိတဲ့မြန်မာပြည်သူသားတို့ရဲ့လုပ်ငန်းဆောင်တာပေါ်မှာကောင်းကြီးပေးပါဆက်လက်ပြီးဖျားသခင်လမ်းပြအုပ်စုကောင်းကြီးပေးပါနည်းနည်းအချိန်မှနေ့လေနေဝေမိုးချို့တည်တဲ့အောင်ဖျားသခင်လမ်းပြပို့ဆောင်ပါမိကြောင်းသခင်ရှုခရစ်တော်ဖျားနာမ၌ဆုတောင်းပါ၏အဖဖျားသခင်ရဲ့မြတ်တာတော်သခင်ရှုခရစ်ရဲ့ကျေးဇူးတော်တန်ရှင်သောဝိညာဉ်တော်ဖျားရဲ့မိတ္တာဖွဲ့ခြင်းသည်ဒီနေ့နိုင်ငံတကာရရှိလက်ရှိတဲ့မြန်မာပြည်သူပြည်သားများဆက်ဆံလက်ရှိတဲ့ညီကိုမောင်နှမများကျွန်တော်ကျမတို့အားလုံးတို့ပေါ်သို့ယခုမှစ၍ကာလအစဉ်မြဲတက်ရောက်တည်ရှိတည်နေပါစေသောအာမင်